တနခကိကင်းစုကူမှာလာစဉ်ရွှေဝဲစုနီအပိုင်းနှစ်ဒီနေရာမှာမိမိလာစဉ်စုမဲ့ပမာဏကိုရေးထည့်ပေးရပါမယ်။ရန်3000ကနေစပြီးတော့စုလို့ရပါတယ်။ပြီးရင်တော့လာစဉ်ပတ်စံဖြတ်မဲ့ဂင်ကိုကိုရွေးပေးရပါမယ်။ YouTube ဘန်ကမရှိတဲ့လူတွေကတော့ YouTube ဂင်ကိုကြီးကန်ကိုရွေးပေးပြီးတော့ YouTube ဘန်ကရှိတဲ့လူတွေကတော့ YouTube ဂင်ကိုနဲ့ရပါတယ်။ဘန်အချက်လက်တွေထည့်ပေးပြီးဆိုရင်တော့ password ရိုက်နေရပါမယ်။ password ထည့်တဲ့နေရာမှာဟန်ဂါခု10လုံးကနေ24လုံးကြားရိုက်ထည့်ပေးရပါမယ်။ဒုတိယအကြောင်းပါလေပထမအကြောင်းအတိုင်းပဲ password ကိုပုံစံတူရိုက်ထည့်ပေးရပါမယ်။ဒီနေရာမှာတော့တာနခကိကင်းစုကူရဲ့ website ကိုဘယ်ကနေတည်ထားတယ်ကိုရေးပေးရပါမယ်။ပြီးရင်တော့မိမိဖြည့်ထားတဲ့အချက်လက်တွေကိုကာကူနင်လုပ်ရပါမယ်။အခုပြင်ဆင်ချင်တာရှိလို့ရှိရင်ဒီနေရာကနေပြန်ပြင်ဆင်လို့ရပါတယ်။ပြီးရင်တော့ဟွန်နင်ကာကူနင်လုပ်ပေးရပါမယ်။ဟွန်နင်ကာကူနင်အတွက်ကစာရိုက်ကနေပြီးတော့ my number ကက်ကိုပီကိုပေးပို့လို့ရတယ်လို့အင်တာနက်ကနေလည်းဓာတ်ပုံရိုက်ပြီးတော့ပေးပို့လို့ရပါတယ်။ဒီနေရာမှာမိမိမှာကားလိုင်စင်ရှိတယ်ဆိုရင် on taman ကိုရွေးပြီးတော့ကားလိုင်စင်မရှိတဲ့လူတွေကတော့ my number ကားတူနဲ့ပဲရပါတယ်။မိမိရဲ့ my number ကအရှိမျက်နှာကိုဓာတ်ပုံရိုက်ပြီးတာနဲ့ဟွန်နင်ကကူနင်လုပ်လို့ပြီးရင်စကီဟဲကိုနေပါမယ်။အားလုံးပြီးသွားလို့ရှိရင်တစ်ပတ်ကနေ10ရက်အတွင်းမိမိရဲ့အိမ်ကို ID နဲ့ passport ပို့လာပါလိမ့်မယ်။ဒါဆိုရင်လာစဉ်ဂျပန်မှာရွှေတွေဝယ်စုကြမယ်နော်။ဂျပန်နိုင်ငံရဲ့ဗဟုသုတတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်တငယ်ချင်းတွေတည်အောင် share ပြီးတော့ like and follow လေးနှိပ်ပေးကြပါဦးနော်။